ကမှာမတန်လို့ရှိရင်ကျက်တည်ရှိသူနဲ့ကျက်တည်ကင်းမဲ့သူဘုံကံရှိသူနဲ့ဘုံကံမရှိသူဟာဘယ်လိုမှရေဆက်မဆုံးဘူးဆိုတာရှိနိုင်သလားဟုတ်တယ်ခုခေတ်လူတွေရေဆက်လို့ပြောကြတယ်နော်ရေဆက်လို့ပြောတယ်ဘုံကံမရှိတဲ့လူဟာရေဆက်ဆုံးလို့မရဘူးတဲ့ဘုံကံညတာကွာနေလို့ရှိရင်ရေဆက်မဆုံးဘူးအဲ့ဒါကိုတေနကအမကြီးကိုမေးတဲ့အခါကျတော့ဘုံကံရှိသူနဲ့ဘုံကံမရှိသူဟာတူတူပေါင်းဖက်မှုများရှိသလားလို့ဆိုဒီရေဆက်မဆုံးဘူးသူဟာဥဒ္ဓမရဒေဝီကပြောတယ်သူအဖေကပေးစားလိုက်တော့လည်းပဲသူတို့နှစ်ယောက်ဟာဘုံကံချင်းမတူလို့ရေဆက်မဆုံးဘူးဆိုတာကိုပြောတော့တေနကအမကြီးကိုမေးတဲ့အခါဒါမဖြစ်နိုင်ဘူးလို့ပြောမရှိနိုင်ဘူးပေါ့မိဘပေးစားရဲ့တန်းနဲ့ဒီလိုဖြစ်တယ်ဆိုတော့လောကမှာမရှိနိုင်ဘူးဆိုတော့အဲ့ဒီမိဖုရားကသူ့အသက်ခံမှာတိတ်ကြောက်သွားတယ်တိတ်ကြောက်သွားတော့ဘုရင်ကြီးကတခြားပညာရှိတွေကိုငါမေးဦးမယ်ဆိုပြီးမဟောဒရာကိုခေါ်ပြီးတော့မေးတယ်ဒီလိုကိစ္စမျိုးဟာဖြစ်နိုင်သလားမဖြစ်နိုင်ဘူးလားလူတွေဟာတယောက်နဲ့တယောက်ဘုံကံချင်းမတူရင်ရေစက်မဆုံးဘူးဆိုတာဖြစ်နိုင်သလားဆိုအဲ့ဒါဘုရင်ကြီးမေးတဲ့မေးခွန်းကဘာတော့ဆိုအဋ္ဌိတိယရူပဝတ္တိသာသသီလဝတ္တိတိယအမျိုးသမီးတယောက်ဟာယောဂလည်းပထမချောတယ်ကိုချင်းစာရိတ္တအချင်းစာရိတ္တလည်းအလွန်ကောင်းတယ်ပုရိသောတန်နာအိစေယဒါပေမဲ့ယောက်ျားတယောက်ကအဲ့ဒီအမျိုးသမီးကိုလုံးဝမချစ်နိုင်ဘူးမခင်နိုင်ဘူးတတ္တဟာတိမောဒတာအဲ့ဒါမျိုးရှိတယ်ဆိုတာမင်းယုံကြည်သလားလောကမှာရှိနိုင်သလားအမျိုးသမီးတယောက်ကဘာမှအပြစ်မရှိဘူးယုံလဲချောတယ်နော်ကိုချင်းတရားလည်းဓမ္မကောင်းတယ်ဒါပေမဲ့လို့သူ့ကိုနှစ်သက်တဲ့ယောက်ျားမရှိဘူးဆိုတာဒါယုံကြည်နိုင်သလားဆိုတော့မဟောဒရာဗဏိတကဖြေတယ်